တာယာလှပတဲ့နေ့တစ်နေ့မှာအကျန်းဖတ်သမားတစုကစူပါမန်ရဲ့ရုပ်ထုစီကိုအပြေးလွှားသွားကြပြီးဖောက်ခွဲရေးပစ္စည်းတွေတက်ဆင်လိုက်ကြပါတယ်။အကျန်းဖတ်သမားတဦးကအနာကအရက်သားကိုနောက်ဆုတ်ဖို့လန့်អော်ပြီးတာနဲ့ဘုံတွေပေါက်ကွဲသွားပြီးစူပါမန်ရုပ်ထုကြီးလည်းပျက်စီးသွားခဲ့ရပါတယ်။ပေါက်ကွဲမှုကြောင့်ထွက်လာတဲ့မီဂိုတွေကြားကနေစူပါမန်တယောက်ကောင်းကင်ကနေဆင်းသက်လာတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူ့ရဲ့အချိန်ဝါကပုံမှန်နဲ့လုံးဝမတူတော့ပါဘူး။စူပါမန်ကမျော်လင့်ချက်ရဲ့တင်ကေတာမဟုတ်တော့ပဲကြောက်ရွံ့ခြင်းနဲ့ထိမ့်ချုပ်ခြင်းရဲ့တင်ကေတာဖြစ်နေပါပြီ။ Flash ရောက်လာပြီးစူပါမန်ကိုအရှိအနေမေးမြန်းပါတယ်။အဲ့ဒီနောက်မှာတော့သူကမြို့အနှံ့ပြေးပြီးအကြမ်းဖက်သမားတွေကိုလိုက်ရှာပါတော့တယ်။နောက်ဆုံးမှာတော့သူတို့ကိုရှာတွေ့ပြီးအတူတူရှီနှောင်ထားလိုက်ပါတယ်။စူပါမန်ကသူတို့ကိုဘယ်သူတွေလဲလို့မေးတဲ့အခါအကြမ်းဖက်သမားတို့ကသူတို့ဟာစူပါမန်ရဲ့အုပ်ချုပ်မှုကိုဆန့်ကျင်တဲ့တာမန်လူသားတွေသာဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့တခြားတယောက်ကတော့မဟုတ်ဘူးသူတို့အဖွဲ့နာမည်တော့မဆုံးဖြတ်ရသေးဘူးလို့ပြန်ညင်းနေပါသေးတယ်။စိုက်ဘောကစူပါမန်ကိုဆက်သွယ်ပြီးဗီဒီယိုတွေကိုပြန်စစ်ကြည့်တဲ့အခါမှာတော့အကြမ်းဖက်သမား9ဦးရှိရမှာဖြစ်ပြီးတဦးပြောင်းနေတယ်လို့ပြောလာပါတယ်။စူပါမန်နဲ့ Flash တို့ထွက်သွားချိန်မှာတော့ပြင်စမားများအဖွဲ့ဝင်ဟာအဖွဲ့ဘေးမှာရှိတဲ့ခုံတန်းလျာတစ်ခုအဖြစ်အသွင်ပြောင်းပြီးပုံနေတာကိုတွေ့ရပါတယ်။သူကသူ့အဖွဲ့ကိုကူညီဖို့ကြိုးစားပေမဲ့ Flash ကပြန်ရောက်လာပြီးမင်းထင်ထားတာတဲ့အချိန်နဲ့တယ်လို့ပြောပြီးစူပါမန်ကိုဒီကောင်ကစကားပြောတဲ့ခုံတန်းလျာပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါအသွင်ပြောင်းလဲနိုင်သူကဒေါသထွက်ပြီးဒိုင်နိုဆောအဖြစ်ပြောင်းလဲလိုက်ပါတယ်။သူက Flash ကိုချိန်လျှောက်ပေမဲ့စူပါမန်ရောက်လာပြီးလက်သီးတစ်ချက်ထဲနဲ့လဲအောင်ထိုးပစ်လိုက်တယ်။စူပါမန်ကသူ့လေဘင်းကိုညှစ်ထားတဲ့အခါအသွင်ပြောင်းလဲနိုင်သူကအရှုံးပေးပြီးမနာကျင်စေဖို့တောင်းပန်ပါတော့တယ်။ Flash ကသူ့ကိုကြည့်ပြီးယင်းနှီးသလိုခံစားရလို့တိသလားလို့မေးပါတယ်။ Horror Justice ကိုပြန်ရောက်တဲ့အခါ Justice League အဖွဲ့ဝင်တွေကစွမ်းအားချင်းအကြမ်းဖက်သမားကိုဘာလို့ရမလဲလို့တိုင်ပင်ကြပါတယ်။အဲ့ဒီအသွင်ပြောင်းနိုင်သူဟာ Plastic Man ရဲ့သားဖြစ်သူ Luke ဖြစ်မှန်းသိသွားတဲ့အခါသူ့ကိုဖိတ်ခေါ်လိုက်ကြတယ်။တခြားစွမ်းအားချင်းရာဇဝတ်ကောင်တွေလိုပဲ Luke ကိုလည်း Trump အကျဉ်းထောင်ကိုပို့ရမှာပါ။ Green Lantern ကသူ့ကိုအကျဉ်းခန်းစီခေါ်သွားပါတယ်။ Horror Justice ထဲမှာတော့ Flash က Superman ကိုတူလာနေပြီလို့အသိပေးလိုက်တယ်။ Wonder Woman က Cyborg နဲ့ Sinestro တို့ကိုဒီလူကိုမျက်ခြေမပြတ်စောင့်ကြည့်ဖို့နဲ့သူတခုခုလုပ်ဖို့ကြိုးစားရင်လက်မနေဖို့အမိန့်ပေးပါတယ်။အဲ့ဒီနောက် Plastic Man ကလမ်းလျှောက်ဝင်လာတယ်။သူကအပြုံးနဲ့ဝင်လာပြီးဤနေရာကိုပြင်ဆင်ထားပုံက Phoenix ချုပ်ချယ်မှုတန်းကိုခံစားရသေးတယ်လို့ခနဲ့တက်ပြောပါတယ်။ Wonder Woman ကသူဘာလိုချင်တာလဲလို့မေးပေမဲ့သူဘာလာလုပ်တယ်လဲဆိုတာကတော့ရှင်းနေပါတယ်။ Superman ကသူ့သားကိုပြန်မလွတ်ပေးနိုင်ဘူးလို့ပြောပေမဲ့ Plastic Man ကတော့မင်းလုံနိုင်ပါတယ်။အဲ့ဒါကအာနာကိုအလွဲသုံးစားလုပ်တဲ့အာနာရှင်တယောက်ရဲ့အချက်ပဲလို့ပြောချလိုက်ပါတယ်။ Wonder Woman က Superman ဟာအာနာရှင်မဟုတ်ဘူးလို့ညင်းပေမဲ့ Plastic Man ကသူကပလင်ပေါ်မှာထိုင်နေတာလေလို့ပြောလိုက်တယ်။ဒါပေမဲ့ဒါကကလတ်ထိုင်တက်ပဲလို့ပြန်ပြောတာခံလိုက်ရပါတယ်။ Plastic Man က Sinestro လိုလူမျိုးကိုတောင်အဖွဲ့ထဲထည့်ပြီးသူတို့ကိုသူတို့လူကောင်းတွေလို့တကယ်ပဲထင်နေကြတာလားလို့မေးတယ်။ဒါပေမဲ့သူတို့ကတော့စကားတွေအများကြီးမပြောတော့ပဲဆုံးဖြတ်ချက်ကိုပြောင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်။ Plastic Man ကဒေါသထွက်လာပြီး Superman ဘာဖြစ်သွားတာလဲလို့မေးတဲ့အခါ Superman ရဲ့ခလေးတည်ဆုံးပြီးနောက်မှာအရာအလုံးစတင်ခဲ့တာလို့သူပြောနေတော့ Superman ကသူ့စီကိုပြေးဝင်လာပေမဲ့ Flash ကတားထားလိုက်ပါတယ်။ Flash က Plastic Man ကိုထွက်သွားဖို့ပြောလိုက်တယ်။ Barry က Plastic Man နဲ့အတူအပြင်ကိုလိုက်သွားပြီး Superman ဟာစိတ်အရှိနေမကောင်းဖြစ်နေတာလို့ပြောပြပါတယ်။ Flash က Superman ကိုအောက်ခံပေါင်းပြီးအပြင်ထုတ်ဝစ်ထားပဲကြိုက်ထားတာလို့မေးတော့ Plastic Man ကသူပြုံးနေတာကိုပဲငါပိုကြိုက်တယ်လို့ပြန်ဖြေလိုက်ပါတယ်။ Flash ကတော့သူ့ငကိုအတိုင်းပြန်ဖြစ်လာမှာပါအချိန်တော့နည်းနည်းပေးရမယ်လို့ပြောပြီး Superman ဘက်ကကာကွယ်ပေးတယ်။ Flash က Luke အတွက်တောင်းပန်ပေမဲ့ Plastic Man ကလည်းပြန်လည်တောင်းပန်ပါတယ်။ပြီးတော့ Plastic Man ကသူ့ရဲ့လက်ချောင်းတွေကို Flash ရဲ့နှာခေါင်းထဲကနေတဆင့်လေးပြုံတဲ့အထိထိုးထည့်ပြီး Flash ကိုခဏတာသတိမေ့သွားအောင်လုပ်လိုက်ပါတော့တယ်။ Cyborg က Flash ကိုပြန်နိုးပြီးအဆင်ပြေရလားလို့မေးတယ်။ Flash ကလက်နိုးလာပြီး Plastic Man ဟာသူ့သားကိုသွားခဲ့တော့မှလို့ပြောပေမဲ့ Cyborg ကမဟုတ်ဘူးလို့ညင်းပါတယ်။ Plastic Man ဟာသမုတ်တရားရဲ့အနက်ဆုံးနေရာကဖိအားတွေကိုခံနိုင်မှာမဟုတ်ဘူးလို့သူကဆိုတယ်။အဲ့ဒီအခါမှာတော့ Flash ကသူတို့တခုခုလှုပ်သင့်ပြီလို့အကြံပေးပါတော့တယ်။ Plastic Man ကအဆောက်အဦရဲ့ပုံစံကားချက်တွေကိုတိတိကျကျစစ်ဆေးပြီးသူ့အသုံးချလို့ရမယ့်အားနည်းချက်တွေကိုလိုက်ရှာနေပါတယ်။အဲ့ဒီအချိန်မှာ Cyborg ကဒီအားနည်းချက်တွေကိုတိုက်ဆိုင်မှုတက်တက်နဲ့ရှာတွေ့မှာမဟုတ်ဘူးလို့ပြောနေတော့မှပဲတကယ်တော့ Flash အဖြစ်အသွင်ယူပြီးအချက်လက်တွေနိုင်နေတာက Plastic Man ဖြစ်နေတာကိုသိလိုက်ရပါတယ်။သူကသူ့ကိုယ်သူပြန်ပြောနေတာကတော့ခန္ဓာကိုယ်ကိုအသွင်ပြောင်းရတာထက်အတန်ကိုတူအောင်လေချောင်းကြွက်သားတွေကိုစန့်ထုတ်ရတာကပိုခက်တယ်ဆိုတာပါပဲ။အားနည်းချက်တွေကိုသိသွားပြီဖြစ်လို့ Cyborg ကအကျဉ်းထောင်အုပ်ချုပ်ရေးမှုကို Luke ကိုတေချာစိုက်ကြည့်ဖို့ပြောနေချိန်မှာတော့ Plastic Man ကသူတို့အဖွဲ့ထဲစဝင်တုန်းကရိုက်ထားတဲ့ပုံအဟောင်းလေးကိုပြန်ကြည့်နေပါတယ်။အဲ့ဒီတုန်းကပျော်စရာကောင်းတဲ့အချိန်တွေကိုသူဘယ်တော့မှမေ့မှာမဟုတ်သလိုသူဟာအရင်ကယာသူဝတ်သားတယောက်ဖြစ်ခဲ့တယ်ဆိုတာကိုလည်းမေ့မှာမဟုတ်ပါဘူး။ဒါနဲ့ပဲသူကထွက်သွားတဲ့လမ်းမှာ Power Ring အမြောက်များကိုခိုးယူသွားခဲ့ပါတယ်။
ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းမှာတော့ Plastic Man ဟာဝူအီနဲ့အတူရဟတ်ယာဉ်ပေါ်မှာရှိနေပြီး Trump အကျဉ်းထောင်ကိုဖောက်ဖို့ပြင်ဆင်နေကြပါတယ်။ Plastic Man ကကူညီတဲ့အတွက်ကျေးဇူးတင်စကားပြောတော့ဝူအီကတငယ်ချင်းပဲသမုဒ္ဒရာအလဲမှာလာပစ်ထားရမှာပေါ်လို့နောက်ပြောင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Plastic Man ကလူတွေသတိမထားမိအောင်ကြီးစံတေးသေးလေးအဖြစ်အသွင်ပြောင်းပြီးရေထဲကိုခုန်ဆင်းသွားခဲ့တယ်။သူကသူ့ဘဝတစ်လျှောက်လုံးတာဝန်ယူရမှာတွေကိုရှောင်လွှဲခဲ့ပြီးအောက်ရှည်အဆင့်ထိအကြိမ်ကြိမ်ကျခဲ့ဘူးသူပါ။ရင်ကသူဟာရာဇဝတ်သားတစ်ယောက်ဖြစ်ခဲ့တယ်လို့သူ့အနားမှာတစ်ခါမှမရှိပေးခဲ့တဲ့အတွက်သူ့သားပေါ်အမြဲတမ်းအားနာနေခဲ့ရပါတယ်။ Destiny ထဲဝင်လိုက်ရင်လူကောင်းဖြစ်သွားမယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ဒါကလည်းသားအနားမှာမရှိပေးဖို့အတွက်စင်ကြေတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။အခုတော့သူဟာကဘာမှာလုံခြုံရေးအကောင်းဆုံးလို့ဆိုရမယ်အကျဉ်းထောင်တွေကသားဖြစ်သူကိုကယ်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါပြီ။အကျဉ်းထောင်ထဲရောက်တာနဲ့ကင်းဆောင်တစ်ယောက်ကိုထိုးသိပ်ပြီးဝစ်စုံကိုလဲဝစ်လိုက်ပါတယ်။စားတောက်ခန်းနဲ့ရောက်တဲ့အခါမှာတော့ကဘာပေါ်မှာအန်ရရှိဆုံးလူတွေကိုရေအောက်ဖိအားအပြင်းဆုံးနေရာမှာရှိတဲ့ဘူပေါင်းကြီးထဲမှာပိတ်ထားတာကိုမြင်ပြီးဒါဟာတကယ်ကိုစိုးရတဲ့အစီအစဉ်ပဲလို့သူတွေးနေခဲ့ပါတယ်။အဲဒီနောက်ကီလိုဝက်စီကိုသွားပြီးအရှိအနေကိုမတိတာအောင်ထိန်ထားဖို့နဲ့သတင်းအချက်လက်ပေးရင်ထောင်ကလွတ်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။သားဖြစ်သူကမြေအောက်ခန်းထဲကအကျဉ်းခန်းထဲမှာရှိနေမှန်းသိလိုက်ရတဲ့အခါ Plastic Man ကလူတွေအားလုံးကိုအာရုံလွှဲဖို့အတွက်တခုခုလုပ်ဖို့ကီလိုဝက်ကိုအကူအညီတောင်းပါတယ်။ကီလိုဝက်ကလည်းအလွယ်လေးပဲလို့ပြောပြီးဘိန်းကိုသွားပြီးရန်ဆလိုက်တဲ့အတွက်စားတောက်ခန်းတစ်ခုလုံးရုံရင်းဆက်ခတ်တွေဖြစ်ကုန်ပါတော့တယ်။ Plastic Man ကတော့အရှိအနေကောင်းပြီဆိုပြီးမြေအောက်ခန်းကိုဆင်းသွားတယ်။အဲဒီမှာသူအဖမ်းခံရပြီးတကားတွေကိုပိတ်ထားလို့ဘာမှလုပ်လို့ရမှာမဟုတ်ဘူးလို့အပြောခံရပါတယ်။တကားတော့တွေကဖောက်လို့မရသလိုကင်းဆောင်တွေစီမှာလည်းတော့မရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့ Plastic Man ကတော့သူ့လက်ကိုတော့အဖြစ်အသွင်ပြောင်းပြီးတကားတွေကိုဖွင့်လိုက်တဲ့အပြင်ကင်မရာကိုတောင်ပြောင်ပြလိုက်ပါသေးတယ်။တကားတွေပွင့်သွားတာနဲ့ look အပါဝင်အန်ရရှိတဲ့ဘီလိန်တွေအားလုံးလွတ်လာပါတော့တယ်။သူကသူ့သားကိုခပတ်တစ်ခုပေးခဲ့ပြီးဒါဟာဒီကနေလွတ်မြောက်ဖို့လမ်းစာပဲလို့ပြောပါတယ်။ဒါပေမဲ့ကီလိုဝက်တို့ကိုလည်းကယ်ထုတ်မယ်လို့သူကတိပေးထားခဲ့တာပါ။အကျဉ်းထောင်ထဲမှာအချက်ပေးတဲ့တွေမြည်လာပြီးဖြစ်လို့စူပါမန်၊ဝမ်ဒါဝူမန်၊ဂရင်းလန်ဒန်နဲ့ဆန်နက်စတိုတို့ဟာအရှိအနေကိုထိမ့်သိမ့်ဖို့ထောင်စီကိုရောက်လာကြပါတယ်။ Plastic Man ကစားတောက်ခန်းကိုပြန်သွားပြီးကီလိုဝက်ကိုရံပွဲရက်ဖို့ပြောနေတော့မှာပဲလေဝင်ပေါက်ကနေတန်းငွေတွေထွက်လာပါတယ်။ဒါဟာတန်းငွေမဟုတ်ပဲအကျဉ်းထောင်အုပ်ချုပ်ရေးမှူးမတာမိုဖိုဖြစ်နေတာပါ။မတာမိုဖိုက Plastic Man ကိုထောင်ထဲမှာပဲနေသင့်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစူပါမန်ရောက်လာပြီးဘူပေါင်းကြီးကိုအပြင်ကနေလာပုတ်တယ်။လူကတော့မျောလင်းချက်မဲ့သွားပြီးလာတွေ့တာကျေးဇူးတင်ပါတယ်အဖေအချင်းကန်းနဲ့ပဲပြန်သွားရမလားလို့တောင်မေးရှာပါတယ်။အဲ့ဒီအချိန်မှာပဲ Plastic Man ကကင်းဆောင်တွေကိုရင်ဆိုင်နေတဲ့ကီလိုဝက်ကိုလန့်ခေါ်ပြီးသူခိုးလာတဲ့ Power Ring တွေအကုန်ပစ်ပေးလိုက်ပါတယ်။လန်ဒန်ခော့အဖွဲ့ဝင်တွေအကုန်လုံးသူတို့ရဲ့စွမ်းအားလက်စွပ်တွေကိုပြန်ရသွားတဲ့အတွက်ဆန်နက်စတိုကတော့အရန်ကိုဒေါသထွက်သွားပါတော့တယ်။ Green Lantern ကဆန်နက်စတိုကိုတခုခုမလုပ်ဖို့လမ်းအော်တားပေမဲ့ဆန်နက်စတိုကတော့ဘူပေါင်းကြီးကိုဖောက်ပြီးကီလိုဝက်ကိုတက်ပစ်လိုက်ပါတော့တယ်။ဆန်နက်စတိုကကီလိုဝက်ကိုတက်လိုက်တဲ့အတွက်ဇက်လန်ကပို့ပြီးပြင်းထန်သွားပါပြီ။လန်ဒန်ခော့အဖွဲ့ဝင်တွေကသူတို့ရဲ့စွမ်းအားတွေကိုသုံးပြီးပေါက်ထွက်နေတဲ့နေရာကိုပိတ်ဖို့ကြိုးစားကြပေမဲ့ Plastic Man ကသူတို့ကိုတားလိုက်ပြီးသူ့ခန္ဓာကိုယ်နဲ့ပဲအစားထိုးပိတ်ဆို့လိုက်ပါတယ်။အဲဒီနောက်မှာတော့သူကလူကိုခပတ်ကိုဖွင့်ဖို့ပြောလိုက်ပါတယ်။အဲဒီခပတ်ဟာတကယ်တော့ Mera Master ရဲ့ခပတ်ဖြစ်နေတာပါ။ Plastic Man ကလူကိုခန္ဓာကိုယ်ကိုစမ်းထုတ်ဖို့ခိုင်းလိုက်ပြီးလူကလည်းလူတိုင်းကိုသူ့စီမှာလာတွေ့ထားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဘူပေါင်းကြီးကပို့ပြီးပေါက်ထွက်လာတဲ့အတွက် Plastic Man ဟာပို့ပြီးတော့တောင်ဆန့်ထွက်ပြီးပိတ်ဆို့ထားရပါတယ်။လူတိုင်းအပြင်ကိုရောက်သွားတဲ့အခါလူကသူ့အဖေကိုထွက်လာဖို့လမ်းပြောပါတယ်။ဒါပေမဲ့ Plastic Man ကသူထွက်လာလို့မရတော့ဘူးလို့ဆိုတယ်။အဲ့ဒီအခါအဖေကဇက်နာနေကျင်တာလားသားနဲ့အတူအပြင်မှာအချိန်ဖြုံးရမှထက်ဒီမှာပဲအသေးခံသွားတာကပိုလွယ်မယ်လို့ထင်နေတာလားဆိုပြီးပြန်ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့မှ Plastic Man ကလည်းဒါဟာတကယ်ကိုထိုးထွင်းသိမြင်စရာကောင်းတဲ့စကားပဲလို့ဆိုပြီးတားဖြစ်သူနဲ့အတူအပြင်ကိုထွက်လာခဲ့ပါတော့တယ်သူတို့လွတ်မြောက်လာတဲ့အခါမှာတော့ Plastic Man ကရာဇဝတ်သားတစ်ယောက်အနေနဲ့မိန့်ခွန်းတစ်ခုပြောခဲ့ပါတယ်ငါမင်းတို့ကိုထောင်ကကယ်ထုတ်ပေးခဲ့တာဖြစ်လို့မင်းတို့ရဲ့မကောင်းတဲ့အကြံစီတွေကိုစူပါမန်စီမှာပဲအာရုံစိုက်ပေးကြရင်ကျေးဇူးတင်ပါပါလို့ပြောလိုက်ပါတယ်။ကီလာခရော့ကလည်းဒါကိုသဘောတူခဲ့ပါတယ်။ထွက်သွားတဲ့လမ်းမှာ Plastic Man ကသူ့သားကိုတကယ်လို့မင်းသားလိုချင်နေဆိုရင်ငါတို့စူပါမန်ကိုပြန်ပြီးတော်လှန်ကြမလားလို့မေးတယ်။ဒါပေမဲ့လူကတော့ပိုကောင်းတဲ့အကြံတစ်ခုကိုပေးခဲ့ပါတယ်။အဲ့ဒါကတော့စူပါမန်ကိုဖြုတ်ချနိုင်မဲ့အရေးရှင်းရှိသူတွေမလာခင်အထိသူတို့ပုံနေကြဖို့ပါပဲ